about ဘောနော်1.2ပေါင်းချင်းလှုပ်ထုံးဆိုင်ရာဂုဏ်သက်တည်များဆိုရယ်ဒီသင်ခန်းစာလေးကိုပြောပြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဗါလဲဆိုရင်ဒီပုံလေးစာအုပ်ကိုကြည့်မဲ့ထားခြင်းမှာပေါ့နော် notes လေးထုတ်ပေးထားပါတယ်ဒီ notes လေးနဲ့တွဲမှန်အောင်ပေါ့နော်ဒီ note လေးကဘာကိုပြောထားလဲဆိုလို့ရှိရင်ဒီမှာပေါင်းချင်းလှုပ်ထုံးဆိုင်ရာဂုဏ်သက်တည်များအပေါင်းဖလှယ်ရာဂုဏ်သက်တည်ဖလှယ်လေလို့ပြောကြတဲ့အတိုင်းနေရာချင်းဖလှယ်လိုက်တာပေါ့နော်ဒီမဲ့ကြည့်လိုက်မယ်ဆိုရင်2 + 1 2နဲ့1နဲ့ပေါင်းနေဆိုရင်ဘာရလဲ3ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အဲ့မှာ2ကိုပေါ့နော်ရှေ့မှာထားတယ်1ကိုနောက်မှာထားတယ်1ကိုရှေ့မှာထားတယ်2ကိုနောက်မှာထားတယ်နေရာချင်းဖလှယ်လိုက်ပဲရလကအတူတူပဲဒါကြောင့်မလို့သူတို့နှစ်ခုကဘာလုပ်သွားအောင်ဆိုရင်တူသွားတယ်ဆိုတော့ဒီမှာအဖြစ်တစ်ခုရလာတယ်ဒီမှာကြည့်လိုက်တော့ဘယ်လောက်လဲဆိုရင်22 + 5 22 + 5ကကြတော့ဘာကိုပြောရလဲဆိုလို့ရှိရင်ပေါင်းလိုက်လို့ရှိရင်27ရတယ်အဲ့တော့22ကိုရှေ့မှာထားတယ်နောက်တစ်ခါ22ကိုနောက်မှာထား5ကိုနေရာချင်းပဲဖလှယ်လိုက်တာကဏ္ဍတွေကတော့ဒီကဏ္ဍတွေပဲရတာတော့ဘာလဲဆိုရင်27အဲ့တော့ဒီမှာပေါ့နော်27ချင်းညီတဲ့အတွက်ကြောင့်မလို့တို့ရဲ့ရှေ့ချင်းဒါမှမဟုတ်ရှေ့ချင်းညီရပေါ့နော်ဒီမှာ22 + 5နဲ့5 + 22နဲ့ညီတယ်အဲ့မှာပါပြောချင်တာရဲ့သဘောတရားဘာလဲဆိုရင် a + b နဲ့ b + a နဲ့စာကတူညီရဲ့ဒါပါဂုဏ်သက်တည်လေအပေါင်းဖလှယ်ရဂုဏ်သက်တည်အပေါင်းဖလှယ်ရဂုဏ်သက်တည်ဆိုတာနားလေရမှာကနေရာဖလှယ်လိုက်တယ်လို့ပြောတာအဲ့တော့ grade 6မှာသိရမှာကပါလဲဆိုလို့ရှင်အခုသိသွားပြီပေါ့နော်ပေါင်းချင်းဆိုင်ရာလို့ထုံးမှာနံပါတ်1တစ်ချက်ကအပေါင်းဖလှယ်ရဂုဏ်သက်တည်ဆိုတာဖလှယ်တယ်ဆိုတာပေါ့နော်ဘာလို့တာလဲဆိုလို့ရှင်နေရာချင်းဖလှယ်လိုက်တာနေရာချင်းဖလှယ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေကဘာလို့တာအောင်ဆိုလို့ရှင်နေအပေါင်းမှာတာနေဖလှယ်ရဂုဏ်သက်တည်ရှိရပေါ့နော်အဲ့ဒါကအပေါင်းအတွက်ပြောတယ်အပေါင်းဖလှယ်ရဂုဏ်သက်တည်ပြီးတော့အပေါင်းထပ်တူရဂိမ်းထပ်တူရဂိမ်းလို့ထပ်တူရဂိမ်းဆိုတာဒီကဏ္ဍကိုပြန်ရပါပေါ့နော်2 + 0နဲ့2နဲ့0နဲ့ပေါင်းရင်ဘာရတော့2ဆိုရယ်ဒီကဏ္ဍကိုပြန်မရဘူးလား0နဲ့2နဲ့ပေါင်းရော2ဆိုရယ်ကဏ္ဍမရဘူးလားပေါ့နော်အဲ့တော့5နဲ့0နဲ့ပေါင်းရော5ဆိုရယ်ရှေ့ရကဏ္ဍကိုပြန်ရတယ်0နဲ့5နဲ့ပေါင်းလဲ5ပဲပြန်ရတယ်အဲ့တော့ဘာလဲဆိုရင်0ဒီပြအဲ့ကဏ္ဍတွေမှာမဟုတ်ပေါ့နော်2 5တွေမှာမဟုတ်ဘူးကျန်တဲ့ကဏ္ဍတွေလည်းပေါင်းလို့ရတယ်ဒီမှာဆိုရင်100 + 0ဆိုရင်100နဲ့0နဲ့ပေါင်းရင်100ရတယ်0နဲ့100နဲ့ပေါင်းရင်လည်းဘာရတော့ပေါ့နော်100ရတယ်ပေါ့နော်ဒါကြောင့်မလို့ तू ကပြောချင်တဲ့သဘောတရားဘာလဲဆိုရင် a + 0ဆိုရင်ဘာရမှာတော့ a ရမှာ0 + ဆိုရင် a ရမှာအဲ့တော့အပေါင်းထပ်တူရဂိမ်းဒီဘာပဲဖြစ်တာတော့0ဒီအပေါင်းထပ်တူရဂိမ်း0နဲ့ဘယ်ဂိမ်းနဲ့ပဲပေါင်းဘာရမှာလဲအပေါင်းထပ်တူရဂိမ်းပေါ့နော်0ကိုဘယ်ကဏ္ဍနဲ့ပဲပေါင်းဘာရမှာလဲအပေါင်းထပ်တူရဂိမ်းပေါ့နော်ထားပါတော့0နဲ့3နဲ့ပေါင်းလဲ3ဆိုရင်အပေါင်းထပ်တူရဂိမ်း0ပဲရတာကိုပြောတာမဟုတ်ပါဘူးသူနဲ့ပေါင်းလိုက်တဲ့ကဏ္ဍကိုရတာပြောတာအဲ့တော့နှစ်ချက်တည်သွားပြီပေါ့နော်ပထမတစ်ချက်ကအပေါင်းဖလှယ်ရဆိုတာနေရာကိုဖလှယ်ပေးလိုက်တာအပေါင်းမှာဖလှယ်ရဂုဏ်သက်တည်ရှိရဲ့အပေါင်းမှာထပ်တူရဂိမ်းလည်းရှိရဲ့အပေါင်းထပ်တူရဂိမ်းကဘာလဲဆိုရင်0ပါမှတ်ထားပါအပေါင်းထပ်တူရဂိမ်းဒီ0ပေါ့နော်ကဲနောက်တစ်ခုပေါ့နော်နောက်တစ်ခုကဘာကိုပြောရလဲဆိုလို့ရှိရင်အပေါင်းဖက်ဆက်ရဂုဏ်သက်တည်အပေါင်းဖက်ဆက်ရဂုဏ်သက်တည်ဆိုတာဖက်ဆက်တယ်လို့ပြောခဲ့နေရတဲ့အတိုင်းဘာလဲဆိုရင်တစ်ခုနဲ့တစ်ခုပေါ့နော်ကဏ္ဍ3ခုရှိရမယ်ကဏ္ဍ3ခုကိုမှရှေ့ကဏ္ဍဒီမှာဆိုရင်1 + 2 + 3 1နဲ့2နဲ့အရင်ပေါင်းလိုက်မယ်1နဲ့2နဲ့ပေါင်းလိုက်တော့3ဒါကဏ္ဍငယ်ရာကိုရှင်းပြထားပေါ့နော်ကဏ္ဍငယ်ရာမဟုတ်ဘဲနဲ့ကဏ္ဍတခြားကြီးတဲ့ကဏ္ဍတွေဆိုရင်အဲ့လိုမျိုးပေါင်းလို့ရတယ်ပေါ့နော်ဖက်ဆက်ရဂုဏ်သက်တည်ဒီပြင်ကဏ္ဍတွေလည်းပေါင်းရတယ်အဲ့တော့1 + 2 1နဲ့2နဲ့ပေါင်းတာအဲ့တော့ကဏ္ဍ3လုံးရှိရရှေ့ရကဏ္ဍ2ခုကိုပေါင်းလိုက်တယ်1နဲ့2နဲ့ပေါင်းတော့3နောက်ကကဏ္ဍ3လေးနဲ့ပေါင်းလိုက်တယ် is equal to 6ရတယ်ပေါ့နော်ဒီမှာဆိုရင်ရောဗာလဲဆိုလို့ရှိရင်အဲ့တော့မျိုးရတယ်နောက်တစ်ခုကဒါရှေ့ကဏ္ဍချင်းပေါင်းတာနောက်တစ်ခုကကြတော့နောက်ကဏ္ဍချင်းပေါင်းမှာနောက်ကဏ္ဍချင်းပေါင်းတာကကြတော့ဗာနဲ့ပေါင်းမှာဒီကဏ္ဍမယ်နော်ကျန်တဲ့ကဏ္ဍတော့တော့လုပ်လို့မရဘူး2နဲ့3နဲ့ပေါင်းလိုက်တော့5ဒီရှေ့ရကဏ္ဍနဲ့မပေါင်းလေးဘူး6အဲ့တော့ပြောချင်တာကဗာလဲဆိုရင်ရှေ့ရနှစ်ခုကိုပေါင်းပြီးမှနောက်ကကဏ္ဍနဲ့ပေါင်းနောက်ကကဏ္ဍနှစ်ခုကိုပေါင်းပြီးမှရှေ့ရကဏ္ဍနဲ့ပေါင်းအဖြေရလကအတူတူပဲပေါ့နော်ဒါကြတော့ကဏ္ဍသေးတာကိုရေးထားရပေါ့နော်ဒီမှာကဏ္ဍကြီးတာကိုရေးမယ်ဆိုလို့ရှင်တော့ပေါ့နော်73 + 56ပေါ့နော်အဲ့တော့သူရဲ့ပေါ့နော်ဒီ73နဲ့56နဲ့ပေါင်းလိုက်တော့129ဆိုပြီးတော့ရရပေါ့နော်129နဲ့109နဲ့ပေါင်းလိုက်တော့238ဆိုပြီးတော့ရရပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ရှေ့ကဏ္ဍနှလုံးကိုပေါင်းလိုက်တယ်နောက်တစ်ခုကနောက်ကဏ္ဍနှလုံးကိုပေါင်းလိုက်တာ165 73ပေါင်းလိုက်တော့
38ပဲမရဘူးလားရတယ်အဲ့တော့အပေါင်းဖက်ဆက်ရကုန်သက်သည်ဆိုတာဘာလဲဆိုလို့ရှိရင်ရှေ့ရကဏ္ဍနှစ်ခုကိုပေါင်းပြီးမှနောက်ကကဏ္ဍနဲ့ပေါင်းနောက်ကကဏ္ဍနှစ်ခုကိုပေါင်းပြီးမှရှေ့ရကဏ္ဍနဲ့ပေါင်းအတူတူပဲလို့ပြောတာသဘောတရားဒီမှာအခရာရင်းနဲ့ရေးထားပါတော့ဒီမှာရှေ့ကဏ္ဍနှစ်ခုကိုပေါင်းပြီးမှနောက်ကဏ္ဍနဲ့ပေါင်းနောက်ကဏ္ဍနှစ်ခုကိုပေါင်းပြီးမှရှေ့ကဏ္ဍနဲ့ပေါင်းတူတူပဲဖြစ်ရဒါကြောင့်မလို့အပေါင်းဖက်ဆက်ရကုန်သက်သည်အဲ့ဆိုရင်အချင်းချုပ်ပြန်ပြောရမယ်ဆိုလို့ရှိရင်ကုန်သက်သည်3မျိုးရှိပါတယ်အပေါင်းမောင်ချင်းမှာလှုပ်ထုံးဆိုင်ရာကုန်သက်သည်ဘယ်နှမျိုးရှိအောင်ဆိုရင်3မျိုးရှိရပထမတစ်ခုကအပေါင်းဖက်ဆက်ရာကုန်သက်သည်အပေါင်းဖက်ဆက်ရာကုန်သက်သည်ဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ပထမတစ်ခုကဘာလဲဆိုရင်အပေါင်းဖက်ဆက်ရာမဟုတ်အပေါင်းဖလှယ်ရာကုန်သက်သည်ဖလှယ်လဲဆိုတာနေရာချင်းဖလှယ်လိုက်တာအပေါင်းတွေမှာဖလှယ်ရာကုန်သက်သည်ရှယ်တယ်အပေါင်းထပ်တူရာဂိမ်းမှာဆိုလို့ရှိရင်အပေါင်းထပ်တူရာဂိမ်းသည်0ဖြစ်တယ်နောက်တစ်ခုကအပေါင်းဖက်ဆက်ရာကုန်သက်သည်ဖက်ဆက်ရာကုန်သက်သည်ဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ရှေ့ကဏ္ဍနဲ့ပေါ့နော်သူတို့ကဘာလဲဆိုလို့ရှိရင်ရှေ့ကဏ္ဍနှစ်ခုကိုပေါင်းနောက်ကဏ္ဍနဲ့နောက်မှာပေါင်းနောက်ကဏ္ဍနှစ်ခုကိုပေါင်းနောက်ကရှေ့ကဏ္ဍနဲ့နောက်မှာပေါင်းအဲ့လိုဟာမျိုးအပေါင်းဖက်ဆက်ရာကုန်သက်သည်ပေါ့နော်ဒါလေးကိုလည်းအရင်ဆုံးလေ့လာထားလိုက်ပါအောင်နောက်မှာလေ့ကျင့်ခန်းလေးဘယ်လောက်ကိုတွက်ပြမှာလဲဆိုရင်လေ့ကျင့်ခန်း 1.2 လေးကိုအတူတူတွက်ကြမယ်ပေါ့နော်okay ပါအပေါင်းပေါ့နော်1.2ပေါင်းချင်းလှုပ်ထုံးဆိုင်ရာဂုဏ်သက်တိများဆိုရဲဒီသင်ခန်းစာလေးကိုပြပြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဗာလဲဆိုရင်ဒီပုံလေးစာအုပ်ကိုကြည့်မယ်ထားခြင်းမှာပေါ့နော် notes လေးထုတ်ပေးထားပါတယ်ဒီ notes လေးနဲ့တွဲမှန်အောင်ပေါ့နော်ဒီ note လေးကဘာကိုပြောထားရလဲဆိုလို့ရှိရင်ဒီမှာပေါင်းချင်းလှုပ်ထုံးဆိုင်ရာဂုဏ်သက်တိများအပေါင်းဖလှယ်ရာကုန်သက်သည်ဖလှယ်တယ်လို့ပြောကြတဲ့အတိုင်းနေရာချင်းဖလှယ်လိုက်တာပေါ့နော်ဒီမဲ့ကြည့်လိုက်မယ်ဆိုရင်2 + 1 2နဲ့1နဲ့ပေါင်းနေဆိုရင်ဘာရလဲ3ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အဲ့မှာ2ကိုပေါ့နော်ရှေ့မှာထားတယ်1ကိုနောက်မှာထားတယ်1ကိုရှေ့မှာထားတယ်2ကိုနောက်မှာထားတယ်နေရာချင်းဖလှယ်လိုက်ပဲရလက်ကအတူတူပဲဒါကြောင့်မလို့သူတို့နှစ်ခုကဘာလုပ်သွားအောင်ဆိုရင်တူသွားတယ်ဆိုတော့ဒီမှာအဖြစ်တစ်ခုရလာတယ်ဒီမှာကြည့်လိုက်တော့ဘယ်လောက်လဲဆိုရင်22 + 5 22 + 5ကကြတော့ဘာကိုပြောရလဲဆိုလို့ရှိရင်ပေါင်းလိုက်လို့ရှိရင်27ရတယ်အဲ့တော့22ကိုရှေ့မှာထားတယ်နောက်တစ်ခါ22ကိုနောက်မှာထား5ကိုနေရာချင်းပဲဖလှယ်လိုက်တာကဏ္ဍတွေကတော့ဒီကဏ္ဍတွေပဲရတာတော့ဘာလဲဆိုရင်27အဲ့တော့ဒီမှာပေါ့နော်27ချင်းညီတဲ့အတွက်ကြောင့်မလို့တို့ရဲ့ရှေ့ချင်းဒါမှမဟုတ်ရှေ့ချင်းညီရပေါ့နော်ဒီမှာ22 + 5နဲ့5 + 22နဲ့ညီတယ်အဲ့မှာပါပြောချင်တာရဲ့သဘောတရားဘာလဲဆိုရင် a + b နဲ့ b + a နဲ့စာကတူညီရဒါဘာဂုဏ်သက်သည်လဲအပေါင်းဖလှယ်ရဂုဏ်သက်သည်အပေါင်းဖလှယ်ရဂုဏ်သက်သည်ဆိုတာနားလေရမှာကနေရာဖလှယ်လိုက်တယ်လို့ပြောတာအဲ့တော့ grade 6မှာသိရမှာကဘာလဲဆိုလို့ရှင်အခုသိသွားပြီပေါ့နော်မောင်ချင်းဆိုင်ရာလို့ထုံးမှာနံပါတ်1တစ်ချက်ကအပေါင်းဖလှယ်ရကုန်သက်သည်ဆိုတာဖလှယ်တယ်ဆိုတာပေါ့နော်ဘာလို့တာလဲဆိုလို့ရှိရင်နေရာချင်းဖလှယ်လိုက်တာနေရာချင်းဖလှယ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေကဘာလို့တာအောင်ဆိုလို့ရှိရင်နေအပေါင်းမှာဒါနေဖလှယ်ရကုန်သက်သည်ရှိရပေါ့နော်အဲ့ဒါကအပေါင်းအတွက်ပြောတယ်အပေါင်းဖလှယ်ရကုန်သက်သည်ပြီးတော့အပေါင်းထပ်တူရဂိမ်းလို့ထပ်တူရဂိမ်းဆိုတာဒီကဏ္ဍကိုပြန်ရပါတော့2 + 0နဲ့2နဲ့0နဲ့ပေါင်းရင်ဘာရတော့2ဆိုရဲဒီကဏ္ဍကိုပြန်မရဘူးလား0နဲ့2နဲ့ပေါင်းရော2ဆိုရဲကဏ္ဍမရဘူးလားပေါ့နော်အဲ့တော့5နဲ့0နဲ့ပေါင်းရော5ဆိုရဲရှေ့ရကဏ္ဍကိုပြန်ရတယ်0နဲ့5နဲ့ပေါင်းလဲ5ပဲပြန်ရတယ်အဲ့တော့ဘာလဲဆိုရင်0ဒီပြအဲ့ကဏ္ဍတွေမှာမဟုတ်ပေါ့နော်2 5တွေမှာမဟုတ်ဘူးကျန်တဲ့ကဏ္ဍတွေလည်းပေါင်းလို့ရတယ်ဒီမှာဆိုရင်100 + 0ဆိုရင်100နဲ့0နဲ့ပေါင်းရင်100ရတယ်0နဲ့100နဲ့ပေါင်းရင်လည်းဘာရတော့ပေါ့နော်100ရတယ်ပေါ့နော်ဒါကြောင့်မလို့ तू ကပြောချင်တဲ့သဘောတရားဘာလဲဆိုရင် a + 0ဆိုရင်ဘာရမှာတော့ a ရမှာ0 + ဆိုရင် a ရမှာအဲ့တော့အပေါင်းထပ်တူရဂိမ်းသည်ဘာပဲဖြစ်တာတော့0သည်အပေါင်းထပ်တူရဂိမ်း0နဲ့ဘယ်ဂိမ်းနဲ့ပဲပေါင်းဘာရမှာလဲအပေါင်းထပ်တူရဂိမ်းပေါ့နော်0ကိုဘယ်ကဏ္ဍနဲ့ပဲပေါင်းဘာရမှာလဲအပေါင်းထပ်တူရဂိမ်းပေါ့နော်ထားပါတော့0နဲ့3နဲ့ပေါင်းလဲ3ဆိုရဲအပေါင်းထပ်တူရဂိမ်း0ပဲရတာကိုပြောတာမဟုတ်ပါဘူးသူနဲ့ပေါင်းလိုက်တဲ့ကဏ္ဍကိုရတာပြောတာအဲ့တော့နှစ်ချက်တည်သွားပြီပေါ့နော်ပထမတစ်ချက်ကအပေါင်းဖလှယ်ရဆိုတာနေရာကိုဖလှယ်ပေးလိုက်တာအပေါင်းမှာဖလှယ်ရကုန်သက်တည်ရှိရဲ့အပေါင်းမှာထပ်တူရဂိမ်းလည်းရှိရဲ့အပေါင်းထပ်တူရဂိမ်းကဘာလဲဆိုရင်0ကမှတ်ထားပါအပေါင်းထပ်တူရဂိမ်းဒီ0ပေါ့နော်ကဲနောက်တစ်ခုပေါ့နော်နောက်တစ်ခုကဘာကိုပြောရလဲဆိုလို့ရှိရင်အပေါင်းဖက်ဆက်ရကုန်သက်သည်အပေါင်းဖက်ဆက်ရကုန်သက်သည်ဆိုတာဖက်ဆက်တယ်လို့ပြောခဲ့နေရတဲ့အတိုင်းဘာလဲဆိုရင်တစ်ခုနဲ့တစ်ခုပေါ့နော်ကဏ္ဍ3ခုရှိရမယ်ကဏ္ဍ3ခုကိုမှရှေ့ကဏ္ဍဒီမှာဆိုရင်1 + 2 + 3 1နဲ့2နဲ့အရင်ပေါင်းလိုက်မယ်1နဲ့2နဲ့ပေါင်းလိုက်တော့3ဒါကဏ္ဍငယ်ရာကိုရှင်းပြထားပေါ့နော်ကဏ္ဍငယ်ရာမဟုတ်ဘဲနဲ့ကဏ္ဍတခြားကြည့်တဲ့ကဏ္ဍတွေဆိုရင်အဲ့လိုမျိုးပေါင်းလို့ရတယ်ပေါ့နော်
ဖက်ဆက်ရကုန်သက်ဒီဒီပြင်ကဏ္ဍနေလည်းပေါင်းရတယ်အဲ့တော့1 + 2 1နဲ့2နဲ့ပေါင်းတာအဲ့တော့ကဏ္ဍ3လုံးရှိရရှိရကဏ္ဍ2ခုကိုပေါင်းလိုက်တယ်1နဲ့2နဲ့ပေါင်းတော့3နောက်ကကဏ္ဍ3လေးနဲ့ပေါင်းလိုက်တယ် is equal to 6ရတယ်ပေါ့နော်ဒီမှာဆိုရင်ရောဗာလဲဆိုလို့ရှိရင်အဲ့တော့မျိုးရတယ်နောက်တစ်ခုကဒါရှေ့ကဏ္ဍချင်းပေါင်းတာနောက်တစ်ခုကကြာလို့နောက်ကဏ္ဍချင်းပေါင်းမှာနောက်ကဏ္ဍချင်းပေါင်းတာကကြာတော့ဗာနဲ့ပေါင်းမှာဒီကဏ္ဍမယ်နော်ကြံတဲ့ကဏ္ဍတော့တော့လုပ်လို့မရအောင်2နဲ့3နဲ့ပေါင်းလိုက်တော့5ဒီရှေ့ရကဏ္ဍနဲ့မပေါင်းလေးဘူး6အဲ့တော့ပြောချင်တာကဗာလဲဆိုရင်ရှေ့ရ2ခုကိုပေါင်းပြီးမှနောက်ကကဏ္ဍနဲ့ပေါင်းနောက်ကကဏ္ဍ2ခုကိုပေါင်းပြီးမှရှေ့ရကဏ္ဍနဲ့ပေါင်းအဖြေကရလကအတူတူပဲပေါ့နော်ဒါကကြတော့ကဏ္ဍသေးတာကိုရေးထားတယ်ပေါ့နော်ဒီမှာကဏ္ဍကြီးတာကိုရေးမယ်ဆိုလို့ရှိရင်တော့ပေါ့နော်73 + 56ပေါ့နော်အဲ့တော့သူရဲ့ပေါ့နော်ဒီ73နဲ့56နဲ့ပေါင်းလိုက်တော့129ဆိုပြီးတော့ရရပေါ့နော်129နဲ့109နဲ့ပေါင်းလိုက်တော့238ဆိုပြီးတော့ရရပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ရှေ့ကဏ္ဍနှလုံးကိုပေါင်းလိုက်တယ်နောက်တစ်ခုကနောက်ကဏ္ဍနှလုံးကိုပေါင်းလိုက်တာ165ဟို73ပေါင်းလိုက်တော့238ပဲမရဘူးလားရတယ်အဲ့တော့အပေါင်းဖက်ဆက်ရဂုံတက်သည်ဆိုတာဗာလဲဆိုလို့ရှိရင်ရှေ့ရကဏ္ဍ2ခုကိုပေါင်းပြီးမှနောက်ကကဏ္ဍနဲ့ပေါင်းနောက်ကကဏ္ဍ2ခုကိုပေါင်းပြီးမှရှေ့ရကဏ္ဍနဲ့ပေါင်းအတူတူပဲလို့ပြောတာသဘောတရားဒီမှာအခရာနဲ့ရေးထားပါတော့ဒီမှာရှေ့ကဏ္ဍ2ခုကိုပေါင်းပြီးမှနောက်ကဏ္ဍနဲ့ပေါင်းနောက်ကဏ္ဍ2ခုကိုပေါင်းပြီးမှရှေ့ကဏ္ဍနဲ့ပေါင်းတူတူပဲဖြစ်ရဒါကြောင့်မလို့အပေါင်းဖက်ဆက်ရဂုံတက်သည်အဲဆိုရင်အချင်းချုပ်ပြန်ပြောရမယ်ဆိုလို့ရှိရင်ဂုံတက်သည်3မျိုးရှိပါတယ်အပေါင်းမောင်ချင်းမှာလှုပ်ထုံးဆိုင်ရာဂုံတက်တိဘယ်နှမျိုးရှိအောင်ဆိုရင်3မျိုးရှိရပထမတစ်ခုကအပေါင်းဖက်ဆက်ရာဂုံတက်တိအပေါင်းဖက်ဆက်ရာဂုံတက်တိဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ပထမတစ်ခုကဘာလဲဆိုရင်အပေါင်းဖက်ဆက်ရာမဟုတ်အပေါင်းဖလှယ်ရာဂုံတက်တိဖလှယ်လဲဆိုတာနေရာချင်းဖလှယ်လိုက်တာအပေါင်းတွေမှာဖလှယ်ရာဂုံတက်တိရှယ်တယ်အပေါင်းထပ်တူရာဂိမ်းမှာဆိုလို့ရှိရင်အပေါင်းထပ်တူရာဂိမ်းဒီ0ဖြစ်တယ်နောက်တစ်ခုကအပေါင်းဖက်ဆက်ရာဂုံတက်တိဖက်ဆက်ရာဂုံတက်တိဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ရှေ့ကဏ္ဍနဲ့ပေါ့နော်သူကဘာလဲဆိုလို့ရှိရင်ရှေ့ကဏ္ဍနှစ်ခုကိုပေါင်းနောက်ကဏ္ဍနဲ့နောက်မှာပေါင်းနောက်ကဏ္ဍနှစ်ခုကိုပေါင်းနောက်ကရှေ့ကဏ္ဍနဲ့နောက်မှာပေါင်းအဲ့လိုဟာမျိုးအပေါင်းဖက်စရာဂုံတက်တည်ပေါ့နော်ဒါလေးကိုလည်းအရင်ဆုံးလေ့လာထားလိုက်ပါအောင်နောက်မှာလေ့ကျင့်ခန်းလေးဘယ်လောက်ကိုတက်ပြပါလဲဆိုရင်လေ့ကျင့်ခန်း 1.2 လေးကိုအတူတူတက်ကြမယ်ပေါ့နော်โอเคပါ